ဒီကောင်လေးဟာသူ့အဖိုးရဲ့ရုပ်လောင်းကိုမြင်လိုက်ရတဲ့အချိန်မှာထူးဆန်းတဲ့စိတ်ကူးတစ်ခုရခဲ့ပါတယ်သူဟာအဖိုးဖြစ်သူရဲ့အချင်းကြီးအိတ်ကထဲကိုမိုဘိုင်းဖုန်းတစ်လုံးတိတ်တဆိတ်ထည့်ပေးခဲ့ပါတယ်အဖိုးဖြစ်သူကိုတကြိုပြီးတဲ့နောက်မှာတော့ကောင်လေးဟာလွမ်းဆွတ်တန်းတဆိတ်ကြောင့်အဖိုးဖြစ်သူစီကိုစာတို text message တစ်စောင်ပေးပို့ခဲ့ပါတယ်ထူးဆန်းတာကတော့နောက်ရက်မှာသူ့အဖိုးစီကနေထူးဆန်းတဲ့ကုတ်တွေပါဝင်တဲ့စာပြန်တစ်ခုကိုအံ့ဩဖွယ်ရာလက်ခံရရှိခဲ့တာပါပဲကောင်လေးဟာအလွန်ထိတ်လန့်သွားပြီးသူ့အဖိုးမတည်သေးပဲအသက်ရှင်နေနိုင်တာကြောင့်အမြန်ဆုံးပြန်တူးဖော်ဖို့သူ့အဖေကိုပြောပြခဲ့ပေမဲ့အဖေဖြစ်သူကတော့ဒါကိုအတိမယူခဲ့ပါဘူးထိုထူးဆန်းတဲ့စာလုံးတွေကိုကြည့်ပြီးအဖေဖြစ်သူကတစုံတစ်ယောက်ကဖုန်းကိုယူထားပြီးနောက်ပြောင်နေတာလို့ပဲယူဆခဲ့ပါတယ်ဒါအပြင်အဖိုးဖြစ်သူဟာရုတ်တရက်နှလုံးရက်ပြီးတေဆုံးသွားတာဖြစ်ကြောင်းရင်ခွဲစစ်ဆေးမှုလုပ်ခဲ့တဲ့ဆရာဝန်ကအတည်ပြုပြီးသားဖြစ်တယ်လို့ပြောခဲ့ပါတယ်သို့တော်လည်းကောင်လေးကတော့တန်တရားရှိနေစေဖြစ်တာကြောင့်အဖိုးရဲ့အလောင်းစီမှာဖုန်းရှိနေသေးလားဆိုတာအတီးပြုဖို့တူတန်ကိုအပြေးအလွှားသွားခဲ့ပါတယ်သူဟာတူတန်မြေပုံနားမှာဖုန်းခေါ်ဆိုကြည့်လိုက်တဲ့အခါရင်းနှီးနေတဲ့ဖုန်းမြည်တန်ကိုမြေကြီးထဲကနေကြားလိုက်ရတာကြောင့်ထိတ်လန့်တုန်လှုပ်ပြီးနောက်ဆုတ်သွားခဲ့ပါတယ်ဒီထူးဆန်းတဲ့ဖြစ်ရပ်ကိုသူဆက်မတွေးရတော့ပဲတစုံတစ်ယောက်ကဖုန်းကိုဟက်ဟာလုပ်ပြီးနောက်ပြောင်နေတာပဲဖြစ်လိမ့်မယ်လို့ကိုနှစ်သိမ့်ခဲ့ပြီးသူ့ရဲ့ဘဝဟာပုံမှန်အတိုင်းပြန်လဲပတ်ခဲ့ပါတယ်ဒါပေမဲ့ကျောင်းကကပွဲတစ်ခုမှာသူဟာကျောင်းကအလှပကလေးလေးနဲ့တွဲဖက်ကပြခဲ့တာကြောင့်ကျောင်းကလူမိုက်ရဲ့ရန်ပြူခြင်းကိုခံခဲ့ရပါတယ်ထိုလူမိုက်ဟာသူ့ကိုလေဘင်းကနေအပြင်ကိုဆွဲထုတ်သွားပြီးဘာမှမပြောဘဲအရိုက်နဲ့လုပ်ခဲ့တဲ့အပြင်သူ့ရဲ့ခြေလက်တွေကိုပါထူးဆန်းတဲ့ပုံသဏ္ဍာန်ဖြစ်အောင်လိန်ချိုးထားခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့အတန်းပိုင်ဆရာမကသူ့ကိုအချိန်မီတွေ့ရှိပြီးကူညီပေးခဲ့ပါတယ်ဆရာမကဒဏ်ရာတွေကိုကုသပေးရုံတင်မကပဲရဲစခန်းမှာတက်တဲ့အဖြစ်လိုက်လံထွက်ဆိုပေးဖို့ကန့်လန့်ခဲ့ပေမဲ့နောက်ထပ်ကလေးစားချခေခံရမှာကိုကြောက်ရွံ့တာကြောင့်ကောင်လေးကညှင်းပယ်ခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါအဖေဖြစ်သူကိုစိတ်မပူစေချင်တာကြောင့်ဖြစ်ကြောင်းကုံစင်ကိုတေးဆုံးသွားတဲ့အဖိုးဖြစ်သူရဲ့ဖုန်းစီကိုပဲဖုန်းခေါ်ပြီးရင်ဖွင့်တိုင်တီးခဲ့ပါတယ်အံ့ဩစရာကောင်းတာကတော့နောက်ရက်မှာပဲထိုလူမိုက်တေးဆုံးသွားပြီဖြစ်ကြောင်းသတင်းကိုကောင်လေးလက်ခံရရှိခဲ့ပါတယ်သူမယုံကြည်နိုင်ပဲအခင်းဖြစ်ပွားရနေရကိုတွားကြည့်တဲ့အခါလူမိုက်ရဲ့အလောင်းကိုရဲတွေတဲဆောင်သွားတာကိုတွေ့လိုက်ရပါတယ်ဆရာမရဲ့ပြောပြချက်အရလူမိုက်ရဲ့တေဆုံးမှုဟာအလွန်ထူးဆန်းပြီးသူ့ရဲ့အလောင်းကိုကောင်လေးရိုက်နှက်တုန်းကခံခဲ့ရတဲ့အနေအထားအတိုင်းခြေလက်တွေကိုလိန်ချိုးထားလျက်သားအနေအထားနဲ့မြေပြင်ပေါ်မှာမှောက်လျက်သားပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်လူတိုင်းကဒါကိုမတော်တဆမှုလို့ထင်မှတ်ခဲ့ကြပေမဲ့ကောင်လေးကတော့ဒါဟာသူ့အဖိုးနဲ့သက်ဆိုင်နေမှန်းသိနေခဲ့ပါတယ်ထိုညမှာပဲသူဟာအဖိုးဖြစ်သူစီဖုံးပြန်ခေါ်ပြီးကျွန်တော်တကယ်ကြီးအဲ့ဒီလူမိုက်ကိုမသေးစေချင်ခဲ့ပါဘူးဒါတွေကအဖိုးနဲ့တကယ်ပဲသက်ဆိုင်နေတာလားဟုတ်တယ်ဆိုရင်နေရန်ကို3ချက်လောက်ခောက်ပြပါလို့ပြောပြီးဖုံးချကတိတ်ဆိတ်စွာစောင့်ဆိုင်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲအဖိုးဖြစ်သူရဲ့ဖုံးစီကနေသူ့စီကိုဖုံးပြန်ဝင်လာခဲ့ပါတော့တယ်